How to describe flavors in English? အရသာတွေကိုအင်္ဂလိပ်လိုဘယ်လိုပြောမလဲ Sweet ချိုသော sweet 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 ချိုသော sour ချင်သော sour 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 ချင်သော salty ငန်သော salty ကကြောင့်ငန်တာစားမြတာဒီလိုမျိုးလေးသုံးလို့ရတယ်ပေါ့နော် salty 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 ငန်သောခါတဲ့အရသာရှိရလို့ပြောချင်တယ်ဆိုလို့ရှိရင် bitter လို့သုံးလို့ရပါတယ် bitter 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 ခါတော့ဆက်တဲ့အရသာရှိရလို့ပြောချင်လို့ရှိရင် spicy လို့သုံးလို့ရပါတယ် spicy 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 ဆက်တော့ astringent ဖန်တဲ့အရသာရှိရလို့ပြောချင်တော့ astringent လို့သုံးလို့ရပါတယ် astringent 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 ဖန်တော့ဟင်းကမွေးကြိုင်ပါရဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးအရသာဆိုလို့ရှိရင် savory လို့သုံးလို့ရပါတယ် savory 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 အရသာပေါ့အရသာတိတ်မပါတာမျိုးကိုကြောင့် bland လို့သုံးလို့ရပါတယ် bland 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 အရသာပေါ့တော့ oily ဆိုတာကကြောင့်စီများတာပေါ့နော်မျက်နှာပိုင်းဆိုလို့ရှိရင် oily ဖြစ်တယ်ဆိုတာကကြောင့်အစီပြင်းနေတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးကိုပြောချင်တာပဲဖြစ်ပါတယ် oily စီများတော့ greasy ဆိုတာကကြောင့် oily နဲ့တူတူပဲပေါ့နော်သူကကြောင့်စီပြင်းနဲ့စီများရဲ့အဲ့လိုမျိုးပေါ့နော်စပင်းဒီပွိုင်းဆိုလို့ရှိရင် greasy ဖြစ်တယ်လို့သုံးလို့ရတယ်ပေါ့ greasy စီများတော့ turd ဆိုတာကကြောင့်ချင်းစူးစူးအရသာပေါ့နော်အဲ့ဒါမျိုးကို turd လို့ခေါ်တာပဲဖြစ်ပါတယ် turd ချင်းစူးတော့အရသာပြင်းတာလိုဟာမျိုးကိုကြာတော့ acrid လို့သုံးလို့ရပါတယ် acrid ပြင်းရှာတော့ smoky ဆိုတာကကြောင့်ဆေးလိပ်ဒီပိုင်းတောက်တဲ့အခါမီးခိုးနဲ့ရတာမျိုးပြောချင်တာပေါ့နော်အဲ့ဒါမျိုးကို smoky လို့ခေါ်ပါတယ် smoky crunchy ဆိုတာကကြောင့်ကျွတ်ရွရှိတာပေါ့နော်ဥပမာဆိုလို့ရှိရင်ကြက်ကြော်လို့ဘာလို့ဟာမျိုးဆိုလို့ရှိရင် crunchy လို့သုံးလို့ရပါတယ် crunchy ကျွတ်ရွရှိတော့ crispy ကလည်း crunchy နဲ့တူတူပဲပေါ့နော်ကျွတ်ရွရှိရတော့ဆိုလို့ရှိရင် crispy လို့သုံးလို့ရပါတယ် crispy ကျွတ်ရွရှိတော့ rich ဒီနေရာမှာ rich ကချမ်းသာတာကိုပြောတာမဟုတ်ပါဘူးသူကကြတော့အာဟာရပြည့်ဝတာကိုပြောတာပဲဖြစ်ပါတယ်အထူးသဖြင့်ချိုတဲ့အစားအစာတွေကိုပြောတာပေါ့နော် rich အာဟာရပြည့်ဝတော့ zesty ဆိုတာကကြောင့်လက်ဆက်ဆူးရှာတာကိုပြောတာပဲဖြစ်ပါတယ် zesty လက်ဆက်ဆူးရှာတော့ nutty စိမ့်တာကိုကြာတော့ nutty လို့သုံးလို့ရပါတယ်သူကကြာတော့အစိဆန်လေးလိုဟာမျိုးပေါ့နော်မီပဲတို့ဘာလို့လိုဟာမျိုးစိမ့်တာကိုကြာတော့ nutty လို့သုံးပါတယ် nutty စိမ့်တော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်ဒီဗီဒီယိုလေးကတင်အတွက်အကျိုးရှိလာမယ်လို့မျှော်လင့်ပါတယ်တကယ်လို့ဒီဗီဒီယိုလေးကတင်အတွက်အကျိုးရှိဆိုရင်တော့ YouTube channel လေးကို subscribe လုပ်ခဲ့ပေးကြပါအောင်ရှင် Thanks for watching bye